မိခင်ကြီးရဲ့အသက်ကိုကယ်ဖို့ကြောက်ကလှူဖို့အထိဆုံးဖြတ်ထားတဲ့တရုတ်ဆောင်ခန့်စီသူအားလုံးပဲမင်္ဂလာပါမာတပန်ပရိသတ်တို့ရဲ့လက်တလုံးမှာတော့မင်းသားကြီးခန့်စီသူကမိခင်ပေါ်ကျေးဇူးတည်တဲ့သားလိမ္မာလေးတယောက်ဖြစ်လူအများရဲ့လေးစားချီးကျူးမှုတွေကိုရရှိနေတာပါခန့်စီသူရဲ့မိခင်ကြီးကကြောက်ကယောဂဝေဒနာကိုအပြင်းထန်ခံစားနေရတာကြောင့်ခန့်စီသူခမမိခင်ကြီးအသက်ဆက်ရှင်ဖို့အတွက်ကြောက်ကဆေးခြင်းကိုတရချားတစ်ခါလှုပ်ဆောင်ပေးနေကြတာ9နှစ်တိုင်ရှိခဲ့ပါပြီ။ကြောက်ကယောဂကလည်းမြန်မာနိုင်ငံတဝမ်းမှာခံစားနေရတဲ့သူတွေများပေမဲ့တကယ်တမ်းမှာတော့ကုသနိုင်စွမ်းနည်းနေသေးတဲ့ယောဂတစ်ခုပါ။ဒါကြောင့်ကြောက်ကဖြစ်ပြီးဆိုရင်အသက်ဆုံးရှုံးရတာများပြားလာပါတယ်။အခြေခံလူတန်းစားတွေအတွက်တော့အသက်ဆုံးရှုံးဖို့ရာနှုန်းပြည့်သေးချာတလို့ရှိပေမဲ့ခန့်စီသူတို့လိုအနုပညာရှင်ချမ်းသာသူတွေအတွက်တော့ရှိသမျှစီစဉ်ကိုပုံအပ်ကုသနိုင်တာကြောင့်မိခင်ကြီးရဲ့ယောဂနဲ့အသက်ကိုထိန်းထားနိုင်ကြတာပါ။ဒါပေမဲ့ယောဂအခြေအနေကပုံမဆုံးရလာတဲ့အချိန်မှာတော့ကြောက်ကဆေးရုံနဲ့မသက်သာနိုင်တော့ပါဘူးရှင်။ကြောက်ကအစာထိုးခွဲစိတ်မှသာအဆင်ပြေနိုင်တော့မှာပါရှင်။ဒီအတွက်လည်းသားလိမ္မာလေးခန့်စီသူကမိခင်အတွက်ကြောက်ကအစာထိုးကုသပေးဖို့ဆုံးဖြတ်ခဲ့တာပါ။ခန့်စီသူတို့လုံးပြည့်စုံတဲ့သူတွေအတွက်ငွေကြေးဆိုတာကမခက်ခဲတာမလို့ကြောက်ကအစာထိုးကုသဖို့ဆိုတာကလည်းအဆင်ပြေပါတယ်။ကြောက်ကရောငွေကြေးရောရှိနေပေမဲ့ဘယ်အရာမှမပြည့်စုံတတ်တဲ့လောကနေရာမှာအတိုင်းစိတ်မကောင်းစရာကတော့ခန့်စီသူရဲ့မိခင်ကြီးကကြောက်ကအစာထိုးကုသမှုကိုလက်ခံနိုင်စွမ်းမရှိတော့ပါဘူး။ကြောက်ကအစာထိုးကုသဖို့ဆိုတာကတစ်ဖက်ကလက်ခံသူရဲ့ကျန်းမာရေးအခြေအနေနဲ့အသက်အရွယ်ပေါ်မှာလည်းမူတည်ပါသေးတယ်။အစာထိုးခွဲစိတ်မှုကကြီးမားတာကြောင့်ခွဲစိတ်မှုတံမခံနိုင်ရင်မလွယ်ကူတော့ပါဘူးရှင်။ခန့်စီသူရဲ့မိခင်ကြီးခမမှာလည်းအသက်အရွယ်ကြီးပြီဖြစ်တယ်လို့အခြားသောလူကြီးယောဂကျန်းမာရေးအခြေအနေတွေကြောင့်ခန့်စီသူဘက်ကနေကြောက်ကအစာပေးရင်တောင်မှလက်ခံယူနိုင်တဲ့အခြေအနေမရှိတော့ပါဘူးရှင်။ဒါကြောင့်မလို့ခန့်စီသူခမမိခင်တယောက်ဆုံးရှုံးရမယ့်အဖြစ်ကိုလက်ပိုက်ကြည့်နေရုံကလွဲရင်ဘလို့မှမတက်နိုင်တော့တာပါ။မိခင်ဖြစ်သူအသက်ဆုံးရှုံးရမှာကိုဘာမှမလုပ်နိုင်ပဲထိုင်ကြည့်နေရတဲ့သားတယောက်အဖြစ်ကလည်းရင်နာစရာကောင်းလာတဲ့ရှင်။ဒါကြောင့်ခန့်စီသူကသူနဲ့မိခင်ကြီးရဲ့အဖြစ်ကိုစိတ်မကောင်းဖြစ်စွာနဲ့ပရိသတ်တွေကိုဖွင့်ရအသိပေးလာခဲ့တာပါ။ခန့်စီသူအနေနဲ့မိခင်ကြီးဒေါ်မင်းသွေနုကိုအသက်ရှင်အောင်ထပ်မကုသပေးနိုင်တော့လို့စိတ်မကောင်းဖြစ်ရပေမဲ့လုပ်ပေးနိုင်သမျှကိုတော့ဆဆရအသေးစိတ်ကအစားလိုလေသေးမရှိအောင်စီစဉ်ပေးထားတာဖြစ်ပါတယ်။အိမ်မှာအမေနဲ့အခန်းချင်းဘေးကန်းလေးရယူထားပြီးအနာကမခွာစရန်မျက်လုံးအောက်ကအပြောင်းမခံစရန်ခန့်စီသူကပြုစုပေးနေတာပါ။ဒါအပြင်မိခင်ကြီးစိတ်ချမ်းသာစေဖို့အတွက်ကုသိုလ်ကောင်းမှုတွေကိုအစဉ်တစိုက်ပြုလုပ်ပေးလေးရှိကောင်ဝါဆိုလာပြည့်နေ့မှာတော့သင်္ကန်းကျွန်းမြို့နယ်ဓမ္မဝိဟာရပထမကျော်စာတင်တိုက်မှာမိခင်ကြီးနဲ့အတူဝါဆိုသင်္ကန်းနဲ့စွန်းတွေကိုကတ်လွှတ်ခဲ့တာပါ။ဒါတွေမှာကပဲစွန်းပရိသပင်အတွက်အလူငွေကျပ်သိန်း100တိတိကိုလည်းပူပေါင်းရေဆက်ချလှူဒန်းခဲ့ပါတယ်။လူလောကကြီးမှာဘလောက်ပဲချမ်းသာကြွယ်ဝနေပါစေ။ကွယ်လွန်သွားတဲ့အချိန်မှာတော့ကိုနောက်ကိုပစ္စည်းဥစ္စာပညာဘာတစ်ခုမှပါမလာနိုင်ပါဘူးရှင်။ကိုယ့်ရဲ့နောက်တန်တရားမှာပါလာနိုင်တာကဒါနသီလနဲ့ဝိပဿနာကုသိုလ်တရားတွေပါပဲ။ဒါကြောင့်ခန့်စီသူကြီးကမိခင်ကြီးခန္ဓာဆွံ့ရမယ့်အချိန်ရောက်လာရင်ဘဝကူကောင်းစီဖို့အသက်ရှင်နေစဉ်အတိတ်ကပ်နေတုန်းမှာအကောင်းဆုံးကျေးဇူးဆက်နေနဲ့ကျေးဇူးဆက်ပေးနေတာပါ။ခန့်စီသူကလိမ္မာရေးချရှိတဲ့သားလိမ္မာလေးဖြစ်တာကြောင့်မိခင်ကြီးဒေါ်မင်းသွေနုအတွက်လည်းစိတ်ချမ်းသာရပါတယ်။ဒါကြောင့်လည်းခန့်စီသူကမောင်နှမတွေထဲမှာဒေါ်မင်းသွေနုအတွက်အခြေဆုံးသားတစ်ယောက်ဖြစ်တယ်လို့မိဘပေါ်တိတက်လုံးလို့လည်းဂုဏ်ယူနေရတာပါ။မိဘကိုကျေးဇူးဆက်ဖို့ခန္ဓာကိုယ်အတွက်အရေးကြီးတဲ့ကြောက်ကတချမ်းကိုတောင်ပေးဖို့ဆုံးဖြတ်လာတဲ့ခန့်စီသူရဲ့ကျေးဇူးတည်တတ်မှုကသားသမီးတိုင်းအတူယူစရာပါပဲမင်းသားကြီးခန့်စီသူရဲ့မိခင်ဒေါ်မင်းသွေနုလည်းကျမ်းမာရေးအခြေအနေတိုးတက်ကောင်းမွန်လာပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ